ဒါလေးကတော့ကျမစတင်တဲ့ classroom လေးပါOne Scholar Cup International School တွေအားလုံးကိုတော့ရန်ကုန်မှာပြိုင်သွားတဲ့အထက်မှာဒီ2 grade 6 English writing မှာ individually ဒီ2လေးပါရတယ်လုံးပါမဆက်ပါနဲ့ဒီ2ကကိုရပါတယ်ဒီ2ကို team ကရော team လိုက်တိုင်တာပါရလဲသမီး first place ရပါတယ်အဲ့တော့ဒီ2ကိုဒီထက်ကစုချင်းမြင်မယ်ပေါ့နော်ဘာစုချင်းမြင်မလဲဆိုတော့ကြည့်နေနော်ကြည့်နေနော်ဒီကြလေးလည်းလောက်ထားတယ်ဒီကျိုးကိုချက်ဘာမှပေးတာမရှိတော့တရက်ဒီပဲပေးတော့မကြိုက်လို့ဒါဒီချက်ချန်နေရကြည့်ရတဲ့နော်တရက်ဒီပေးမယ်ထင်လားဒါပဲလားဒီချက်ဒါပဲပေးမယ်နော် first ရတဲ့ကလေးဟုတ်လားထင်လားအဲ့လိုလားရဒါဒီကျိုးတွေဒီကြလုံးမယ်လို့ပြောထားတယ်ဒီမှာသမီးတွေဒီချက်ဝယ်ထားပါတယ်မျက်စိမျက်နှာပြတ်တော့သူ့ကိုတရက်ဒီပေးလို့ okay ဒါလေးက YouTube အတွက်ပြီးတကယ်ချင်းနေမြင်အောင် unboxing တစ်ခါလေးလို့ယော congratulations YouTube အားလေးမတကယ်ချင်းနေသိချင်တယ်မာလေးလေထုတ်လေပါလေးလေတိုက်လားတိုက်တယ်ဘာရောက်လေးလဲဒီချက်ဘာလို့ဒီကဘာလေးပေးတာဟမ်ခရိုင်းအောင်လေးမို့လို့ဒီချက်နဲ့ YouTube နဲ့အရန်တူတာပဲမဖတ်ပလေးငါမဒီမိတူမှာဒါပဲရှိတယ်ဘာဖြစ်ရမှန်းလည်းမသိလို့ပေါက်လေးတွေဝယ်ထားပြီ Okay well done ဆိုသားမယ် individually